ကဲညီကိုတွေအားလုံးပဲဒီနေ့ညတော့ Champion League တွေစပြီဗျာအဲ့တော့ Champion League တွေကကျွန်တော်တို့အများအားပေါ့နော်ဟိုးငယ်ငယ်လေးတွေက Champion League ပွဲဆိုလို့ရှိရင်ဘယ်လိုလေးခိုးပြီးတော့ကြည့်ရတယ်ဆိုတာကဲဒါလေးတွေအမှတ်တရလေးတွေအားလုံးမှာရှိမယ်ထင်တယ်အဲ့တော့ဒီနေ့အားလုံးရာသီတိုင်းမှာအများအားပွဲတွေကောင်းပြီးတော့ဘောလုံးဝါသနာရှင်တွေအတွက်မျှော်လင့်ဆောင်စားတွေရှိကြတယ် Champion League တွေကတော့ဒီနေ့ညအုပ်စုအဆင့်ဖွင့်ပွဲစဉ်တွေကိုစမှာဖြစ်တယ်အဲ့တော့ဒီနေ့ညမှာကျွန်တော် Champion League နဲ့ပတ်သက်တဲ့အချက်လေးတွေနည်းနည်းပြောပြမယ်ဒီရာသီအတွက်ပေါ့နော်ဆိုတော့ဒီနှစ် Champion League ပြိုင်ပွဲကဆိုတော့ဒီဥရောပရဲ့ပေါ့နော် UEFA အောက်မှာကျင်းပတဲ့ဥရောပရဲ့80နဲ့တခုမြောက်စီဇန်ဖြစ်တယ်အဲ့ထဲမှာ Champion League ဆိုတဲ့နာမည်နဲ့ကန်တာကတော့34ခုမြောက်ပေါ့နော်34ခုမြောက်စီဇန်ဖြစ်တယ်ဆိုတော့ဒီမှာကျွန်တော်တို့ဇူလိုင်လလောက်တည်းကစပြီးတော့တို့ခြေစစ်ပွဲတွေစပြီးတော့ကန်တယ်အဲ့တော့အဲ့ဒီကနေစလိုက်တာနောက်နှစ်မေပေါ့နောက်နှစ်မေ2026မေ30မှာကျွန်တော်တို့ဒီမှာဟန်ဂေရီမှာရှိတဲ့ Pushkas Arena မှာပေါ့နော်မေ30 2026မှာဆို final ပွဲကိုကျွန်တော်တို့ကန်မှာဖြစ်တယ်ဟုတ်ပြီအဲ့ဒီတော့ကျွန်တော်တို့နှစ်ရာသီမှာပါလာတော့ဗျာ36သင်းပေါ့နော်36သင်းကိုသူက league phase နဲ့ကန်တယ်ဟိုအရင်တော့ format ကတော့သူက8အုပ်စုပေါ့ဗျာ8အုပ်စု4သင်း8အုပ်စုပေါ့ဒါတွေကိုသူထည့်လိုက်အသင်းတွေတိုးတယ်ဆိုတော့ဒီမှာကျွန်တော်36သင်းပေါ့နော်ဒါကပထမဆုံး12သင်းပြီးတော့ဒီမှာနောက်ထပ်12သင်းပေါ့နော်နောက်ထပ်နဲ့12သင်း36သင်းပါမယ်ဒီ36သင်းကိုသူကအုပ်စုပုံစံကန်ပြီးတော့သူကဘယ်လိုကန်မလဲဆိုတော့ဗျာသူကဒီအသင်းတွေကိုသူကအုပ်စုပွဲတွေတွဲပြီးတော့ဒီပေါ့တွေနဲ့မဲနှိုက်ပြီးတော့ပေးထားတယ်အဲ့ထဲမှာမှပထမဦးဆုံး8သင်းပေါ့နော်ပထမဦးဆုံး8သင်းကဒီမှာအရင်ဆုံးတက်မယ်ပေါ့ဒါတွေမပြောခင်မှာကျွန်တော်တို့ဒီ Champion League ရဲ့ဝင်ခွင့်ပေါ့နော် Champion League ရဲ့ဝင်ခွင့်တွေမှာကျွန်တော်တို့ဒီUEFA မှာ high rank ဖြစ်တဲ့ပေါ့နော် UEFA မှာအဆင့်မြင့်တဲ့ league ကအသင်းတွေကပို့ပြီးတော့ဝင်ခွင့်ရတယ်ပြီးတော့မနှစ်က Champion League Champion နဲ့ဥရောပ Europa League Champion နှစ်သင်းကလည်းသီးသီးဝင်ခွင့်ရတယ်ပေါ့နော်ဆိုတော့ပြီးတော့ဒီနှစ် Champion League မှာပေါ့နော်ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတာမျက်နှာသစ်အသင်းလေးပဲပါတယ်ဆိုတော့ကျွန်တော်တို့ဒီကောင်တွေကိုဟိုပါပေါ့ဘယ်လိုကန်ရမလဲဆိုတော့ကျွန်တော်တို့ round robin ပေါ့နော် round robin နဲ့ round robin အဆင့်တော့မရှိတော့ round robin မဟုတ်တော့ပဲねပေါ့ဘယ်လိုကန်ရမလဲဆိုတော့ပထမဦးဆုံး8သင်းကဒီ16 round of 16ပေါ့နော် round 16ဆိုတာ32သင်းပေါ့32သင်းအဆင့်ကိုပထမဦးဆုံး8သင်းကတက်မယ်အဆင့်1 to 8ပေါ့နော်1 to 8ကတက်မယ်နောက်အဆင့်6ကနေပြီးတော့အဆင့်24ပေါ့အဆင့်6ကနေအဆင့်24အသင်းတွေကကြတော့သူကနှစ်ကြော့နှစ်ပွဲပေါ့နော်နှစ်ပွဲပေါ့နှစ်ကြော့ကန်မဲ့ပွဲတစ်ပွဲပေါ့နော်ပို့သွားမယ်အင်္ဂလိပ်ဝင်နှစ်ကြော့ကန်မဲ့ပွဲတစ်ပွဲပို့သွားမယ်ပို့သွားပြီးတော့ဒီကောင်တွေကအဲ့ဒီမှာအဲ့ပွဲအဆင့်6ကနေ24ကောင်တွေကအဲ့မှာကန်ပြီးတော့မှသူတို့ကဒီဟိုဟာကိုရောက်မယ်ပေါ့နော်ကန်ပြီးတော့မှသူတို့ကနောက်ထပ်တစ်ဆင့်ကို32သင်းအဆင့်ကိုသူတို့ကရောက်မယ်အဲ့အောက်မှာရှိတဲ့အဆင့်25အဆင့်36တွေကတော့ဘာမှကန်လို့မရတော့ဘဲနဲ့တခါလေထွက်အောင်မှာဖြစ်တယ်ပေါ့နော်ဒီမှာတော့ကျွန်တော် Europa League တွေဘာညာတွေလည်းဒီနှစ်တော့ဆင်းရမှာမဟုတ်တော့ဘူးတခါလေထွက်အောင်မှာဖြစ်တယ် Europa League တွေမသွားဘူးပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့ဟိုဟာဒီအားတွေကိုဟုတ်ပြီဒီထဲမှာမှအဆင့်တွေကသွားပြီးတော့တူခဲ့လို့ရှိရင်အမှတ်တွေတူခဲ့လို့ရှိရင်ဘယ်လိုလုပ်ကြအောင်လဲဆိုတော့ကျွန်တော်ဒီချက်တွေနဲ့ခွဲမယ်ပေါ့နော်နံပါတ်1ကကျွန်တော်6ကွာချားချက်ပေါ့6ကွာချားချက်နဲ့ခွဲမယ်ဟိုကခြားချက်ကလည်းတူတယ်ဟိုကခြားချက်ဆိုတာပေးကိုတွေသွင်းကိုတွေပေါ့နော်အဲ့ဒါတွေတူတယ်ဆိုလို့ရှိရင်ကျတော့ဘယ်အသင်းကဂိုးပိုသွင်းနိုင်လဲပေးကိုသွင်းကိုတာပေါ့နော်ပေးကိုဟိုသွင်းကိုတွေကပေးကိုနှုတ်တာပေါ့အဲ့ဒါမျိုး GA ပေါ့ GA နဲ့သူကခွဲလို့မရလို့ရှိရင်ပိုသွင်းတဲ့အသင်းကသူရ GA သွားတူတယ်ပေါ့ဗျာဥပမာတစ်သင်းက10ဂိုးသွင်းပြီးတော့တဂိုးပဲပေးရနောက်တစ်သင်းကကြတော့19သွင်းပြီးတော့10ဂိုးပေးရလို့ရှိရင်သူကအဲ့ဒီမှာ6ဂိုးချင်း different တူတာတော့မှသူပိုသွင်းတဲ့အသင်းကို19ဂိုးသွင်းတဲ့အသင်းကိုသူကနောက်တစ်ဆင့်တက်မှာဆိုတော့ဂိုးတွေကတော့မြင်ရမှာသိကြတယ်နောက်တစ်ဆင့်မှာသူဂိုးတွေသူကပို့ပြီးတော့ဒီနောက်တစ်ဆင့်တက်ဖို့အတွက်ပေါ့နော်ဒီအုပ်စုအဆင့်မှာတွေကသူတို့ကအသင်းတွေကဖွင့်ပြီးတော့ကန်ဖို့လည်းလိုတယ်ကိုအသင်းကနိုင်3မှတ်လေးယူလို့မလုပ်လို့မရဘူးဘာလို့လဲဆိုတော့ဒီဟာသွားပြီးတော့ကိုနဲ့သွားတူတဲ့အသင်းရှိလို့ရှိရင်ဂိုးပိုသွင်းတဲ့အသင်းကနောက်တစ်ဆင့်တက်မှာဖြစ်လို့ပဲဒါတော့ပထမဆုံးသူ့ရဲ့ criteria ပေါ့နော်သူ့ရဲ့ criteria မှာဒီကောင်ကအရင်ဦးဆုံးအရေးပါတယ်အဲ့ဒါအောင်မှဟုတ်ပြီဂိုးသွင်းတာလည်းသွားတူပဲဆိုလို့ရှိရင်တော့အဝေးကွင်းကနေပြီးတော့ဘယ်နှဂိုးသွင်းလဲပေါ့အဲ့ဒါတွေကိုကျွန်တော်တို့ကြည့်မယ်ပြီးနောက်တစ်ခုကကျွန်တော်တို့ဘယ်နှပွဲနိုင်လဲပေါ့နော်အမှတ်ချင်းသွားတူရင်တော့မှဘယ်နှပွဲနိုင်လဲချို့ကကျတော့တရေ3ပွဲနဲ့3မှတ်ရရှိတယ်ချို့ကကျတော့နိုင်ပြီးတော့3မှတ်ရရှိတယ်မတူဘူးပေါ့နော်အဲ့တော့နိုင်ပြီးတော့ကိုနိုင်တဲ့အသင်းပေါ့ကိုနိုင်တဲ့အသင်းကိုနိုင်ပွဲပိုရတဲ့အသင်းကိုသူကပေးမယ်နိုင်ပွဲပိုရနိုင်ပွဲချင်းထက်တူရင်တော့အဝေးကွင်းနိုင်ပွဲရတဲ့အသင်းကိုသူကဦးစားပေးအောင်ပါပေါ့နော်ပြီးသွားလို့ရှိရင်သူကဟိုဟာပေါ့ဒီတခြားအသင်းတွေရဲ့ performance ကိုသူကကြည့်အောင်မယ်နောက်တစ်ခုကတော့
သူကဒီ yellow card တွေပါတယ်ပေါ့နော် yellow card တွေပါဘယ်လောက်ပြခံရလဲလို့red card တွေဘယ်လောက်ပြခံလို့သူကအဲ့ဒါကြီးကြည့်အောင်အဲ့ဒါဒီမှာထားပါတော့အကုန်သူကဒါမဖြစ်နိုင်တော့မဖြစ်နိုင်ဘူးเนาะဒါလောက်အများကြီးဖြစ်ဒါပေမဲ့လေဖြစ်လာခဲ့သည်ရှိတော့အားလုံးဖြစ်လာခဲ့သည်ရှိတော့ဒါတွေအကုန်သွားတူနေတာမှာနောက်ဆုံးမှာသူက club coefficient လို့ခေါ်တယ် FIFA ထုတ်ပြန်ထားတဲ့ club အသင်းရဲ့အဆင့်ပေါ့ဒါလေးနဲ့သူကခွဲမှာဖြစ်တယ်ဒါတော့နည်းနည်းမျက်နှာလိုက်တယ်လို့ပဲပြောရင်ပြောဒီလိုမျိုးဖြစ်ချင်လို့ရှိရင်ကိုက sorry ရတယ်ကြိုးစားရုန်းကန်ပြီးတော့ကန်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပွဲတွေကတော့ကျွန်တော်တို့အခုဒီစက်တင်ဘာလဝက်တည်းကကန်လိုက်မှာ2025စက်တင်ဘာလဝက်တည်းကစပြီးတော့ကန်လိုက်မဲ့ဟာဘယ်ထိရောက်ရမလဲဆိုအုပ်စုအဆင့်ပွဲစဉ်ကဒီမှာဇန်နဝါရီလကုန်လောက်ထိပေါ့နော်ဇန်နဝါရီလကုန်လောက်ထိကိုအုပ်စုအဆင့်ပွဲစဉ်တွေအဲ့လောက်ထိကိုကန်မှာဖြစ်တယ်အုပ်စုအဆင့်ပွဲစဉ်တွေကျွန်တော်တဝါကြီးကြည့်ရမယ်အဲ့နောက်မှာကျွန်တော်တို့စပြီးတော့ရှုံးထွက်စင်တွေကန်သွားပြီးတော့မေလ2026မှာကျွန်တော် final ကန်မှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာတချို့ကျွန်တော်တို့သိထားမယ့်ချက်လေးတွေရှိတယ်ပေါ့နော်ကျွန်တော်ဒီကတော့ကျွန်တော်ချန်ပီယံလိမှာဟိုပေါ့အင်္ဂလန်အသင်းကတော့ဒီမှာ6သင်းပါတယ်ပေါ့နော်အင်္ဂလန်နဲ့ဘာလို့6သင်းပါလို့ပါတယ်ဆိုတော့သူကဒီမှာ performance ကအရန်ကောင်းတယ်ပြီးတော့တခြားသူ့ရဲ့အင်္ဂလိပ်league ရဲ့Premier League ရဲ့အဆင့်တန်းပေါ့နော် Premier League ရဲ့အဆင့်တန်းကိုသူတို့ကတွက်တယ်တော့ပြီးတော့သူကဥရောပတခွင်မှာသူတို့ရဲ့ performance ပြရတဲ့ sport သူတို့တွက်တဲ့ရှိတယ်ဗျသူတို့တွက်တဲ့ criteria ရှိတယ်ပေါ့နော်သူတို့ပြည်တွင်းအမှတ်တွေဒါ UEFA ကသူတို့ထုတ်ပြန်ထားတဲ့စီမင်းစီကနေရှိတယ်ဒါတွေတော့ကျွန်တော်အကျယ်မပြောတော့ဘူးဒါတွေပြောလို့ရှိရင် contact တွေကိုဖြုတ်ရမယ်နောက်တစ်ခုကကျွန်တော်တို့ဒီမှာအသင်းအသစ်လေးတွေပါတယ်အသင်းအသစ်လေးပါတယ်ကျွန်တော်တစ်ချက်ကြည့်ပါအသင်းအသစ်လေးတွေကသူဘာတွေပါနေလဲဒီမှာကျွန်တော် Bodo Glimt ပါတယ်ပေါ့နော် Bodo Glimt ပါတယ် Bodo Glimt ဆိုလို့ရှိရင် Bodo Glimt ကွင်းမှာသွားကန်တယ်ဆိုလို့ရှိရင်အဝေးဆုံးသွားကန်မှာဥရောပရဲ့ဟိုးမြောက်ဖက်နော်ဟိုကမြောက်ဖက်အဝေးဆုံးကိုသွားပြီးကန်တယ်ဘိုဒိုကလင်းကွင်းမှာအဝေးကွင်းသွားကန်တဲ့ကောင်ကတော့6မှာမဟုတ်6မှာမဟုတ်တာလေကျွန်တော်မနိုင်ဘူးလို့ပြောနေတာမဟုတ်ဒါပေမဲ့ဘိုဒိုကလင်းကလည်းအိမ်ကွင်းကောင်းတယ်နော်ဒါပေမဲ့ခရီးပန်းမယ်ဗျာဘိုဒိုကလင်းကွင်းကိုသွားရတဲ့ကောင်ကခရီးပန်းမှာသိကြဒီကြားထဲမှာသူကဒီကြားထဲမှာသူကထပ်ပြီးတော့ဘယ်လိုပြောရမလဲလိသူ့ရဲ့ပြည်တွင်းလိမှာထားပါတော့သူ့ရဲ့ပြည်တွင်းလိကမှာပွဲချက်တွေကန်ရမယ်ဒါပြီးကန်ရမယ်အဲကြားမှာဘိုဒိုကလင်းနဲ့ဂျားဝဲသွားကန်တယ်အဲ့အသင်းကတော့6မှာမဟုတ်ဘူးအဝေးကြီးသွားကန်ရမယ်ခီးဆိုတော့ပန်းမယ်ပေါ့နော်နောက်တစ်ခုကတော့ကာရဲ့ academy ရှိတယ်နောက် Power Force ရှိတယ်နောက် Union SG ရှိတယ်ပေါ့နော်အဲ့ဒီထဲမှာသူကဒီမှာကျွန်တော်စိတ်ဝင်စားဖို့ကောင်းတာက Power Force နဲ့နော်ဒီ Union USG ပေါ့နော်ဒီကောင်ဒီနှစ်သင်းကဘယ်လောက်တောင်ဆိုးလဲဒီနှစ်သင်းကသူတို့ကဒီဖြစ်လို့မရဘူးသူတို့အိမ်ဝင်းတော့သူတို့သုံးလို့မရဘူးဒီချန်ပီယံလိကန်လေသူတို့များကွင်းကိုငှားပြီးတော့ကန်သူတို့အိမ်ကွင်းတွေကဘယ်လောက်တောင်အသင်းသေးလဲသူတို့အိမ်ကွင်းတွေကUEFA ရဲ့နဲ့မကိုက်ဘူးစီမင်းစီကနဲ့မကိုက်တော့သူတို့ကကန်လို့တော့မရဘူးသူတို့အိမ်ကွင်းပါတခြားအိမ်ကွင်းကိုဒီကောင်တွေငှားပြီးတော့ကျွန်တော်တို့ကန်ရမှာပေါ့နော်ဆိုတော့ပြီးတော့ဒီယာဒီမှာကျွန်တော်တို့ကဒီယာဒီမှာကျွန်တော်တို့ကကန်မဲ့final ကန်မဲ့ပွဲကနည်းနည်းလေးစောရမယ်အဲ့တော့ဒီ final ကန်မဲ့ပွဲတွေကခါအဲ့လိုတအားကြီးအေးမပြတ်ဖ ೇನೆ တော့ကြည့်ရမှာနော်ပြီးတော့ဒီပွဲတွေမှာခုနကျွန်တော်ပြောလို့ပဲကိုကခြားချက်တွေရောဘာတွေရောညာတွေရောသူကအကုန်လုံးများနေတယ်အရေးပါတဲ့ခါကြတော့ပွဲတိုင်းကသူကအရေးကြီးတယ်ပေါ့နော်ပွဲတိုင်းအရေးကြီးတယ်ပြိုင်ပွဲတိုင်းကိုလည်းသူကပေါ်ဝါစတာနဲ့တွက်လို့မရဘူးဘာလို့တစ်ခုကြောင့်မနှစ်ကဆိုလို့ရှိရင်အသင်းကြီးတွေစောစောစီထွက်လိုက်ရတာရှိတယ်ပေါ့နော်ဆိုတော့ဒါတွေကသူတို့ဒီမနှစ်ကတော့စပြီးတော့ format ကို change တဲ့ခါကျတော့သူတို့ကတချို့အသင်းကြီးတွေကလည်းဒီ format နဲ့မရင်းနှီးသေးတဲ့ခါကျတော့တိတ်ပြီးတော့တချို့ပွဲရောကန်မိတာရှိတယ်ပေါ့နော်ဒါတွေကမရှိဘူးလို့ပြောလို့မရဘူးသူတို့စီမှာလည်းရှိတယ်သူတို့ရှော့ပြီးတွက်မိတာတို့ချို့ကကြောက်လဲlong range plan ကိုလုပ်ရင်းနဲ့ထင်သလိုမဖြစ်သွားတာတွေပေါ့နော်ဒါမျိုးတွေရှိတယ်ဆိုတော့ဒီနှစ်မှာတော့သူတို့ပေါ့လို့မရဘူးတေချာနောက်တစ်ဆင့်တက်ရှင်တယ်ဆိုလို့ရှိရင်တော့ကန်ရမှာဖြစ်တယ်ပေါ့နော်ပြီးတော့အရင်ကလို global league တွေပါတယ်သူမစင်းတော့ဘူးဆိုတော့ဒီမှာတော့လည်းအုပ်စုပွဲတွေပါတယ်ပြီးတော့အရေးပါလာပြီအဲ့ဒီတော့ချန်ပီယံလိမတိုင်ခင်မှာတော့ကျွန်တော်ဒီဟာလေးကိုကျွန်တော်သိထားတင်တာရှိတယ်အဲ့တော့ဒီနေ့ညမှာကျွန်တော်ကြီးတွေကလည်းကြည့်ရတော့အကုန်လုံးကရီးရတာဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့ချန်ပီယံလိရဲ့ဖွင့်ပွဲတွေမှာတော့အပေါ်အသင်းတွေအများစုကတော့များသောအားဖြင့်တော့အပေါ်အသင်းတွေ80ရာခိုင်နှုန်းတော့အောင်တက်တာများတယ်ဒါပေမဲ့ကြီးတွေကတော့နည်းနည်းပြော့နေတယ်အဲ့တော့ဒီနေ့ညအတွက်တော့အားလုံးပဲကံကောင်းပါစေလို့ကျွန်တော်ဆုတောင်းရင်းနဲ့ချန်ပီယံလိအတွက်ပြောကျင်တဲ့သိထားတဲ့ချက်လက်လေးတွေကိုလောက်ပဲပြောရင်းနဲ့ဒီကုန်းချုပ်လိုက်ပါလေဗျာကဲအားလုံးပဲ good luck ပါကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ပါပေးပါဗျာကျေးဇူးတင်ပါတယ် bye bye